ကြီးဖြာတဲ့မိုးတောက်ရင်မှာတမနီကျွဲရိုင်းကိုနိုးလိုက်ပြီးဗျာဖုံလုံးတွေကြားကတို့လေသမားထုံဆက်အင်ဂျင်တန်ဟာနှလုံးခုန်တန်ပါပဲလက်နှစ်ဖက်ကစတီးရရင်ကိုကိုင်းရုံးပြတ်တော်မှာအာမန်တွေပွင့်ဆိုင်စက်တန်တညံညံနဲ့မြေလွာကိုလမ်းချွေးနဲ့ဆက်စီရောရှက်လို့ပြောစမ်းစမရှိရင်လက်ကအားမရှိသလိုလူမပါရင်စက်ကလည်းတမဲရုပ်လို့တို့နှစ်ယောက်ချာကတန်ရောစဉ်မြေစီလွာထက်မှကြပြာစီရင်ခွဲခြားလို့မရတဲ့ဘဝတရားကြီးလေသမားနဲ့ထုံးစက်ဟာအောင်ပွဲစီအတူတူရောရွှေရောင်စပါးခင်းတွေပေါ်ထုံးမို့ဆုံးထုံးစက်တန်တိတ်ရင်လေသမားအိတ်ချိန်လေသမားနိုးရင်ထုံးစက်လဲနိုးထချိန်ခွဲကြမရတဲ့တို့လေတော့ရဲ့သူရဲ့ကောင်းတွေပေါ့